ရတာပါဒီနေ့တော့ကျွန်တော်စီးတဲ့ကားလေးပေါ့အခုစီးနေတာပေါ့နော်စီးနေတဲ့ကားလေးမှန်ဗရင်ပေါက်မှန်အတက်ကြတိတ်မကောင်းလို့ကျွန်တော်တန့်ရှင်းလုပ်တာအဲ့ဒါလေးပြနော်ကျွန်တော်တို့ဒီမှာခွန်းလေးပေါ့နော်နားချက်တောင်ခွန်းလေးတစ်ထုံနီးပါးလောက်ကုန်သွားတယ်ဗျာနော်ဒီမှာခွန်းလေးတွေမဲနေနော်ဒီကောင်လေးကိုကျွန်တော်တို့ရေလေးဆွတ်လိုက်တယ်ပေါ့ဟိုဘက်ထိပ်ဒီဘက်ထိပ်ရေဆွတ်ပြီးတော့ကျွန်တော်ဒီ line ကြားတဲ့ကိုကျွန်တော်တို့ဒီလိုတန့်ရှင်းလုပ်ပေးတာပေါ့ဒီ line ကြားလေးပြီးလို့ရှိရင်ဒီဘက် line ကြားလေးပြီးလို့ရှိရင်ကျွန်တော်တို့ကာဘာဖြုတ်ပြီးတော့လုပ်တယ်ပေါ့နော်ကာဘာဖြုတ်တဲ့နေရာမှာကျွန်တော်တို့ဒီကောင်ကတော့ဒီတိုင်းပဲဆွဲပြီးခွာလိုက်တယ်အပေါ်တက်တယ်နော်ဘယ်ဘက်ကခွာလို့ရတယ်ဒီမှာဒီပင်လေးတွေနဲ့စိုက်ထားတာနော်ပင်လေးတွေကသူ့ပေါက်ဝင်သွားရဒီအရှိရကောင်ကတော့မှန်တယ်မှန်ကြခလုတ်ကောင်ကတော့ကျွန်တော်တို့ဒီအရှိဘက်ကဖွင့်มาရနော်ဒီကောင်ကတော့အနောက်ကကလစ်ကကျိုးသွားပြီဗျာနော်ဘယ်သူတမလိုက်လဲတော့မသိဘူးအရင်ကားဆရာပဲနေမှာနော်ဒီကောင်ကတော့အရှိကနေဒီလိုဖွင့်ရတယ်အရင်ဆုံးအရှိကနေဖွင့်တယ်ဒါလေးပြနော်ရှေ့ကနေဖွင့်တယ်ဒီမှာကလစ်အပြားလေးရှိတယ်ဒီနားလေးမှာနော်ကျိုးသွားပြီနော်သူကကလစ်အပြားလေးကိုဒီအောက်ထဲကိုဒီလိုထည့်ထားပြီးတော့မှအရှေ့ကနေပြီးတော့ဒီလိုဖိချရတယ်ဒါပေမဲ့ကလစ်ကတော့ကျိုးသွားပြီဗျာနော်နောက်ပြီးတော့ဒီမှာဂျိတ်လေးတွေရှိတဲ့အတွက်ကျွန်တော်တို့ဒီအနောက်အဖုံးကိုအရင်ဖြုတ်ပြီးတော့မှဒီကောင်ကိုဖြုတ်ရမှာနော်ဒီကောင်ကိုအရင်တော့ဖြုတ်ရင်ဒီကလစ်တွေကျိုးကုန်မှာနော်အဲ့တော့ကျွန်တော်တို့ဒါကိုဒီလိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ဒီမှာ socket ဖြုတ်လို့ရတယ်နော် socket ဒီကလုတ်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့နောက်ကိုဆွဲထုတ်လိုက်ရင်ရပြီပြီးလို့ရှိရင်ဒီနားမှာနတ်တစ်လုံးเนาะဒီမှာနတ်တစ်လုံးဖြုတ်ပြီးတော့ကျွန်တော်တို့စိုက်ကပါတော့ဒီအောက်ဟိုဘက်ဒီဘက်ပေါ့เนาะကင်ပြီးတော့ဆွဲခွာလိုက်ပြီးတော့ကျွန်တော်တို့သူကဒီအပေါ်မှာချိတ်ထားတာเนาะချိတ်ထားတာဆွဲခွာပြီးတော့အပေါ်ကိုမြှောက်လိုက်လို့ရှိရင်ဒီစိုက်ကပါပြုတ်သွားပြီเนาะစိုက်ကပါပြုတ်သွားလို့ရှိရင်ဒီမှန်သွားတဲ့လမ်းကြောင်းအောက်ထဲကိုတန့်ရှင်းလုပ်လို့ရတယ်စီထိုးလို့ရတယ်เนาะကျွန်တော်တန့်ရှင်းဒီလိုလုပ်လိုက်တယ်ဒီနားချက်တောင်လေးတွေနဲ့ပေါ့เนาะရေဆွတ်ပြီးတော့တန်ရှင်းလှုပ်လိုက်တယ်ပို့ပြီးတော့ပြောင်းရင်တော့ရေဆွတ်ပြီးတော့လှုပ်ပြီးတဲ့နောက်မှာကျွန်တော်တို့အရက်ပြန်နဲ့လှုပ်ရင်ပို့ပြီးတော့ကြီးတွေပြောင်းတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့မှန်သွားတဲ့ line တောက်လျှောက်ကိုကျွန်တော်ဒါဆေးထိုးအပ်လေးနဲ့ပေါ့နော်ကျွန်တော်တို့ engine wine လေးစုပ်ပြီးတော့ဒီမှာလက်လန်းမီတလောက်လိုက်ထိုးတော့ပေါ့နော်ပြီးရင်ဒီ site ကပါဖြုတ်ထားလို့ရှိရင်ကျွန်တော်ကတော့ဖြုတ်ထားတယ်နော်ပြန်တက်ထားလို့အောက်ထဲကနေလက်လန်းမီတလောက်လိုက်ထိုးတယ်ပြီးရင်မှန်ကြားလေးတွေလိုက်ထိုးတယ်တိုက်ထိုးလိုက်တော့မှန်တက်ဆင်းလေးလည်းကောင်းသွားတယ်မော်တာတွေလည်းမနာတော့ဘူးပေါ့ဗျာပြီးလို့ရှိရင်သူကအော်တိုပေါ့အော်တိုကဘယ်လိုအလုပ်လုပ်လဲဆိုတော့ဒီကောင်မှန်တင်လိုက်လို့ရှိရင်ကြက်နေတဲ့ခါကျတော့အပေါ်ထိမရောက်ဘဲနဲ့မှန်အောက်ကိုပြန်ဆင်းသွားတာအဲ့လိုမျိုးတွေလည်းမဖြစ်တော့ဘူးပေါ့ပထမအဲ့လိုဖြစ်နေလို့လောက်တာเนาะအတန်လည်းမြည်နေလို့အော်တိုဆွဲလိုက်လို့ရှိရင်အော်တိုတက်သွားတယ်အပေါ်မရောက်ဘဲနဲ့ဒီလောက်မှနေပြီးတော့မှန်အောက်ပြန်ဆင်းသွားတယ်အဲ့ဒါမျိုးဆိုတော့ဟိုနှစ်ခါသုံးခါတင်နေရတော့ဗောဗျာနှစ်ခါသုံးခါတင်နေရတော့အဲ့တော့ကျွန်တော်ပြောတဲ့ပုံစံလေးလမ်းကြောင်းလေးကိုကျွန်တော်ကဒီမှာလမ်းလဲရောက်နေတော့เนาะအိမ်မှာဆိုရင်ကျွန်တော်တို့အဝတ်စုပ်တွေပါရင်လည်းရေဆွတ်ပြီးတော့တုပ်ပြီးတန်ရှင်းလုပ်လို့ရတယ်ကျွန်တော်ကတော့ဒီနားချက်တောင်လေးတွေနဲ့ဗောနော်ဒီနားချက်တောင်အိမ်လေးတွေနဲ့ရေဆွတ်ပြီးတော့တန်ရှင်းလုပ်လိုက်တယ်လုပ်ပြီးတော့အင်ဂျင်ဝိုင်ထည့်တာလေးကိုတင်ပေးတာเนาะပြီးလို့ရှိရင် site ကပါဒီအပေါ်ကနေပြီးတော့သူကဒီလိုဆွတ်လိုက်မယ်ဆွတ်ပြီးတော့ဒီအောက်တွေကိုရိုက်ပြီးတော့ပိတ်လိုက်နော်ပိတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဟာကို socket ပြန်တက်မယ် socket ထိုးတက်မယ်ထိုးတက်ပြီးတော့ကျွန်တော်ဒီအနောက်ကိုအရင်ထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့ဖိချမယ်အဲ့ဒါမဖိချခင်မှာ sorry ပြောဖို့မေ့သွားတာဒီမှာနှစ်လုံးမှာနှစ်လုံးနှစ်သုံးလုံးเนาะသုံးလုံးအရင်ကြက်မယ်ကြက်ပြီးတော့မှကျွန်တော်တို့ဒီလက်ကင်ကလေးလေးကိုကျွန်တော်တို့နောက်ဆုံးအပိတက်တက်လိုက်ရင်ဒါပြီးပြီပေါ့အဲဆိုလို့ရှိရင်အမှန်တင်ချတယ်အေးဆေးဖြစ်သွားပြီเนาะမှန်တင်ချလေးလည်းတွတ်လေးလည်းဖြစ်သွားတယ်ထစ်တန်ငေါတာလည်းမရှိဘူးအော်တိုလည်းကောင်းအပေါ်ရောက်မှပဲရက်တော့တယ်ကောင်းအလုပ်လုပ်သွားပြီပေါ့နော်အဲ့ဒါလေးကိုတင်ပေးတာပါကျွန်တော်အညီကိုတွေလည်းဒါမျိုးအခက်အခဲဖြစ်လို့ရှိရင်ကွက်ကိုလည်းလုပ်လို့ရအောင်ပေါ့နော်အလွယ်တကူလုပ်လို့ရအောင်တင်ပေးခြင်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒါဖြုတ်တဲ့အချိန်မှာလည်းကျွန်တော်တို့အောက်ထဲမှာပေါ့နော်ဒီမှန်ကိုတင်တဲ့ cross တောက်လေးတွေရှိတယ်အဲ့တောက်လေးတွေလည်းလက်လန်းမိတလောက်ဘောလေးတွေလည်းလိုက်ပြီးစီထိုးလိုက်ပေါ့ဗျာနော်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာ